ဗီဒီယိုလေးကတော့ဥသာပြီးခဲ့တဲ့3လပိုင်းပေါ့နော်3လပိုင်းမှာတမိုင်းဝင်မွေတော်ကကူဖေရပွဲဗုဒ္ဓပူဇော်ပူဇော်ပွဲပေါ့အဲ့ဒီပွဲရောက်တော့ကျွန်တော်ရိုက်ခဲ့တဲ့ဗီဒီယိုလေးပေါ့နော်တကူတကတော့ရိုက်တာတော့မဟုတ်ပါဘူးဥသာအရောက်တစ်ဖက်နဲ့တွားရင်းနဲ့အားတဲ့အချိန်လေးမှာတွားပြီးတော့ရိုက်ခဲ့တာပေါ့နော်အခုမြင်နေရတာတော့ဒါလာပြည့်နေမနဲ့စွန်တော်တင်ကြတာပေါ့စွန်တော်တင်တော့ဒါကတော့ရှမ်းနေပေါ့နော်ဒီရွာနီးနားရှမ်းနေစွန်တော်လာတင်ကြတာပါတော်တော်လေးစီကားတဲ့ပွဲလေးပါနော်အမတ်တင်နေနဲ့ဥသာရိုက်ခဲ့တာပါအဲ့ဒီအတူကြည့်ရအောင်နော်ဥသာတို့ဒီကကူဖျားပွဲကတနေ့မှဆိုလို့ရှိရင်တော်တလင်းလာမှတစ်ချိန်ပေါ့ပြီးတော့တဆောင်မုံလာပြည့်နေ့မှတစ်ချိန်အခုဒီတပေါင်းလာပြည့်နေ့မှတစ်ချိန်3ချိန်တစ်နေ့ကို3ချိန်ကျင်းပတာပေါ့နော်ဒီတပေါင်းလာပြည့်ကတော့ဒါအစီကားဆုံးပွဲပါဒီတနေ့တာမှာပေါ့ပိုးပွဲလို့လည်းပြောလို့ရတာပေါ့ဒါပိုးတွေအများစုပိုးလူမျိုးတွေအများစုလာကြတာပေါ့ဒီပွဲမှာညအိပ်ပြီးတော့လာကြတဲ့ဇက်ပွဲတွေလည်းပါတယ် stage show တွေလည်းပါတယ်အခတွေလည်းပါတယ်ဆိုတော့တော်တော်လေးကိုစီကားပါတယ်ဈေးတွေလည်းတော်တော်များတယ်ပေါ့နော်ဥစားလည်းဈေးလိုက်ရောင်းရင်းနဲ့ဒါကင်မရာလေးပါတော့ဒါမှတ်တမ်းတင်ဖြစ်သွားတာပေါ့နော်လာလဲကြည့်ကြပါလို့အရင်စီကားတဲ့ဗုဒ္ဓဘုစနေကပူဇော်ပွဲလေးပါဖះအပြည့်နမပေါ့နော်စွန်တော်စာလေးတွေရောင်းတယ်ဒီပန်းဖះပန်းနေတောက်တော်ရဘူးတွေလို့တွေရောင်းတယ်ဥသားလည်းလာပြည့်နေမနက်မှာဝယ်ပြီးတော့ကုသိုလ်ပြုခဲ့တယ်ပေါ့နော်အမှဆိုလို့ရှင်တော်တော်များများပါပဲလူတိုင်းနှီးပါလို့ကိုအမှလာပြီးတော့လူကြရပါနော်စွန်တော်စာကက်ကြတယ်ဒါဆိုဒီရှိမှမြင်နေရတာလေးဆိုဒါဥဒထင်တော့ဒီရွာနီးနာပဲထင်တာပေါ့နော်သူတို့ကကျွန်တော်စွန်တော်စာကိုဒီဝယ်မလူအိမ်ကနေကိုယ်တိုင်ရှက်လာကြတယ်စူပါမှုတော့ဆက်လာတဲ့ဒီရောက်မှဒီစွန်တော်တင်တဲ့ခွက်လေးတင်တဲ့ပြင်ဆင်ပြီးတော့စွန်တော်တင်ကြရပါတော့ဒီလိုမျိုးတွေကဥဒနေကအနှံ့တွေ့ရပေါ့တော်တော်များများအဲ့လိုလေးတွေပေါ့ဘယ်နာချီချီကိုအဆူနဲ့ကိုအဲ့လိုစွန်တော်စာပြင်ဆင်နေအောင်တွေ့ခဲ့တယ်ဒါပေမဲ့ဒီတစ်ခုလေးပဲဥဒမတက်နေခဲ့တယ်ပေါ့နော်ဒါတော့ဒီလိုမျိုးဒီမှာဟိုဒီဆိုလို့ကနော်我们有看那龙马把好好呢。ဥသားတို့ဒီမူတော့ကကူဖျားကကျတော့သူ့ပွဲတော့ရမဟုတ်ရင်တော့မှာပေါ့နော်ငေမြန်မာနိုင်ငံဖျားဖူးတွေပြီးတော့နိုင်ငံခြားသားတွေလည်းလာကြတယ်ပေါ့ဒီတိုင်းဆိုတော့အဲ့လိုဖျားဖူးတွေမပြတ်ဘူးပေါ့အခုလိုပွဲတော့ရဆိုတော့တော်တော်လေးစီကားပါတယ်ဒါကတော့ဖះအရှိရင်ပြင်ပေါ့အဲ့မှာခါကျတော့ဒီဖះအတွင်းပိုင်းထိသွားမလို့ကြဘူးဒီအပြင်မှာလည်းဖះစီဒီအားလုံးကိုစားပြုပြီးတော့လူကြရပါတော့တော်တော်လေးချီးနှူးစရာကောင်းပါတယ်လူတာလည်းပထမဆုံးကြုံဘူးတာပေါ့နော်အရင်ရောက်ဘူးမဲ့ဒီမြင်ကွင်းမျိုးတော့မမြင်ခဲ့ဘူးဒါပေမဲ့အခုတော့မြင်လိုက်ရတော့တော်တော်လေးကိုမမေ့နိုင်စရာမြင်ကွင်းလေးပါတော်တော်ချီးနှူးဖို့ကောင်းပါတယ်ไม่ตะครั้งอยู่ตอนนั้นဒါတော့လာပြည့်နေ့မနက်မှာဒါ station ပေါ့ station မှာဟိုရိုးရာအခါတွေနဲ့ပြောပြကြတာပြီးရင်ဥသားတို့ရောက်တာတော့14ရက်နေ့ညပေါ့နော်14ရက်နေ့ညပိုင်းမှာဆိုရင်လည်းညဒီ9နာရီကျော်6နာရီဝန်းကျင်လောက်မှာစပြီးတော့ကကြတယ်ပေါ့နော်ညတနာရီ7ကျော်တနာရီလောက်အထိသူတို့ပိုးရိုးရာအခါတွေနဲ့ကကြကြပါတယ်တော့စီကားရပေါ့နော်ဒါကတော့ station ပဲပါဟိုဘက်မှာလည်းအခါကျတော့ပိုးအိုးဆက်ပွဲရှိရပေါ့နော်ဆက်ပွဲလည်း14ရက်နေ့ညခါရဆားတာပါဥဒါ14ဥဒါအဲ့ဒီ
14ရက်နေ့ညတော့စပေါ်သွားပြီးတော့မရိုက်ခဲ့ရဘူးဒီစတိတ်စင်မှာအကားလည်းမရိုက်ခဲ့ရဘူးဒါ15ရက်နေ့ကတော့မနက်9:00နာရီကျော်တော့ဒါကပွဲစတာပေါ့နော် နေ့လည်းပိုင်းနေချစ်တောက်ပူရဲ့အရှင်ကားတဲ့လူကလည်းနေဘလောက်ပူပြီးမဆိုင်ဘူးကားတော့မယ်ကြီးတဲ့လူတွေကလည်းဒီနေပူကွင်းပြင်ကြီးမှာအားပေးကြတယ်ပေါ့နော်ဟိုလိုတော့မှဒါဟိုအကုန်လုံးလည်းမရနိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့နေလည်းအရင်ပူရဲ့ကင်မရာလည်းဒီကင်မရာပစီကလည်းအားကြီးမခံတော့နည်းနည်းလေးပဲဒါရိုက်ခဲ့တာပေါ့ ဒါဆိုရင်မွန်လွယ်ပိုင်းကိုရောက်သွားပြီလူသားဆိုရေတောင်တော့ရှိုးပြီးပြီပရိသတ်ကတော့လုံးဝမဆဲတော့ဟောချီးတဲ့လူတွေကားတဲ့လူတွေကလည်းလုံးဝစက်တိုက်ပဲကားကြတာ သူတို့ပိုးရိုးရလေးရှိစရာကောင်းတာတခုကလေဒီကားတဲ့အဖွဲတိုင်းမှာဥပမာ10ဖွဲကားတယ်ဆိုလို့ရှိရင်ဒါ9ဖွဲ10ဖွဲလောက်ကယောက်ျားလေးတွေပါတယ်ပေါ့နော်ယောက်ျားလေးတွေကလည်းကားကြတယ်ဒီပမာတွေပါတယ်ဆိုလို့ရှိရင်ဟိုရှက်တာတို့ဘာတို့နဲ့ကားကြမှာမဟုတ်ဘူးပေါ့ယောက်ျားလေးတွေအဲ့လောက်ဒီအကားအဖို့ပေါ့ဟိုမကားလောက်ဘူးထင်တာပေါ့နော်ဒီပိုးတွေကတော့မဟုတ်ဘူးအဖွဲတိုင်းမှာသူကားကြတယ်တော်လေးအဲ့ဒီဒလေးတွေကလည်းရှစ်ဆန်ကောင်းတယ်ပေါ့နော်ဟိုတို့ရအကားလေးရှိရတယ်လည်းကောင်းပါတယ်ကိုယ်တိုင်ကိုကြားလာရောက်ခံစားလို့ရပါတယ်လို့တပေါင်းလားပြည့်14ရက်နေ့စပါတယ်14ရက်နေ့ကနေ14-15ပေါ့တော်စီကလည်းပွဲတော့မလို့လာရောက်ဖို့ဖိတ်ခေါ်ပါတယ်
ဒါအဲ့ဒါဟိုဂျုံနဲ့ဟာလေးဟိုမှတ်တမ်းတင်လိုက်တာပေါ့နော်တချို့အကလေးတွေဆိုရင်ကြည့်လို့တော့ကောင်းပါတယ်အဲ့ဒါလေးကတော့ဟိုမရိုက်ဖြစ်လိုက်ဘူးပေါ့အဲ့တော့ဂျုံနဲ့ဟာလေးပဲရိုက်လိုက်တာပေါ့နော်နောက်တစ်ပိုင်းမှာပြန်ဆောင်မယ်နော်နောက်တစ်ပိုင်းမှာကြည့်ပါအောင်ဗာလေးပါမုန်းလဲဆိုတာအစိုးရပေးသွားလားကလေးဟုတ်လား ကြည့်တယ်ဝေးရလိုက် ဟာအဲ့ဒါတော့ဝေးရလို့